ဒီနေ့ကနိုဝင်ဘာလ16ရက်နေ့တမီကြီးမွေးနေ့ပေါ့အဲ့ရထားတဲ့အချိန်မှာစဉ်းစားမိတာလေးကဘာလို့ကောင်းမလဲပေါ့သားသမီးတွေဆိုတော့လေလူငယ်တွေလေသားသမီးလူငယ်တွေမှာစာအုပ်နေကျမ်းမာရေးပဲတကယ်တော့အချိန်ကမလောက်တယ်လို့ဖြစ်ဒါကြောင့်မို့သူတို့ဒါနာပြုဖို့တီလာဆောက်ဖို့ပါသူတို့မှာအချိန်သိမရဘူးကိုယ်လိုအတိတ်ပဲရလာတဲ့မိဘတွေအရွယ်ရောက်လာတဲ့ခါကျတော့အချိန်နဲ့ပိုလာတယ်ဒါသမီးတွေရဲ့အထောက်ပံ့ကိုမိခိုးရတဲ့မိဘတွေဆိုပိုတော့အချိန်ပိုသေးတယ်နော်အဲ့လိုအချိန်မျိုးမှာဘာလုပ်တင်လဲလို့တွေးမိတာတခုရှိအဲ့တော့လူငယ်တွေဟာဒါနကောင်းမှုသီလကောင်းမှုကိုသူတို့မလုပ်နိုင်ဘူးဆိုပြီးမိဘတွေဖြစ်တဲ့ကိုယ်တွေကရောပိုနေတဲ့အချိန်လေးကိုအကျိုးရှိအသုံးချပြီးတော့ဒါနကောင်းမှုသီလကောင်းမှုကိုပြုမယ်ပြီးရင်သားသမီးတွေကိုဝေမျှမယ်ဆိုရင်သူတို့လည်းထက်ထက်ကောင်းမှုကုသိုလ်ရပါတယ်လောကကြီးဆိုတော့မကောင်းမှုဆိုတဲ့အကုသိုလ်ရဲ့အကျိုးပေးနဲ့ကောင်းမှုဆိုတဲ့ကုသိုလ်တရားရဲ့အကျိုးပေးကိုခံစားနေကြရတာပဲဒီအတွေးလေးလဲဝင်လာတော့မနေ့အရာထားတယ်ရရှိကိုတယ်သီလခံယူဆောက်တည်တယ်မေတ္တာဘာဝနာပွားတယ်ပြီးတော့တရားဝါလေးတွေလေးတွေကြောင်လေးတွေကိုအများကြီးစာကျွေးမွေးတယ်ပေါ့နော်အခါရထောတော့နော်ပြီးတော့မှသမီးကြီးကောင်းမှုတစ်ခုပေါ့တရားဆိုရင်ခြံသမားဆိုလေခြံနဲ့ပတ်သက်လို့ပဲတွေးမိတာဆိုတော့အဲ့ဒါနဲ့ကျွဲကောဒီလေးရတယ်ဒါကပန်းလိမ်မော်ပါဗျကျွဲကောဒီရဲ့ပန်းဖျားပန်းလေးရတာပေါ့ဖျားပန်းတံမြာဒီပန်းလိမ်မော်မပြောသည်တင်မော်ဒီဒါကတော့ဒီနေ့ကောက်ထားတာ10မျိုးလောက်ရတယ်ကွန်ဒီအဲ့ဒါလည်းအေးစီမှာသွားလှူပြီးတော့ဒါနကောင်းမှုပြုလိုက်ဒါကြောင့်မို့သမီးဒီနေ့အဖေရဲ့ဆောက်တည်လိုက်တဲ့သီလကောင်းမှုရဲ့ဒီနေ့ခြံတဲ့ဒီမြန်လေးကြီးဒါတော့သမီးလေးချက်ဒီစီမှာတွေ့ပြီးတော့မှဒီကအများသူငါအတွက်ပေါ့နော်လှူဒန်းလိုက်တဲ့ကိုယ်တစ်ပိုင်းတစ်နိုင်လှူဒန်းလိုက်တဲ့ဒါနကောင်းမှုပေါ့ဒီကောင်းမှုကုသိုလ်လေးတွေနဲ့ပတ်သက်ပြီးတော့ဒီနေ့မှကြားရောက်တဲ့သမီးကြီးရရှိတဲ့ကုသိုလ်သမီးကြီးရဲ့ဒီမြန်လေးတွေအဖေကအမျှပေးတာလေဗျ10မျိုးအင်းနဲ့ဒီကွန်ဒီတတိပန်းအစပေါ့နော်10မျိုးတနည်းကဝမ်းမြောက်ဝမ်းသာဒါဒီခေါ်နော်ဒီချစ်တဲ့သမီးကြီးဒီရန်ကြောက်ကြဆင်းရဲခင်ရဲ့မွေးနေ့အလူအတွက်ဒီဒါနှလုံးစိတ်ဝင်အေးချမ်းပါစေပန်းလိမ်မော်အပြောကြီးသမီးကြီးပေါ်ကြာရောက်မယ်ဒီရန်ကက်ရောက်မယ်ယောဂမှန်တယ်ညကိုသိကြရွက်ပေါ်ရင်းတင်တဲ့ကဲ့သို့လျောကြလွင်ပြောက်ပြီးတော့ကိုချမ်းသာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေ